အားလုံးပဲမင်္ဂလာပါရှင် Ghost Inner Dream Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့သင်ဆက်ပေးမယ့်ဇက်လန်လေးကတော့နှုတ်ကြမ်းမိခဲ့တဲ့ညဆိုတဲ့ဇက်လန်အစအဆုံးလေးပဲဖြစ်ပါတယ်ဒီဇက်လန်လေးကဖြစ်ရမှန်ကိုအခြေခံပြီးသင်ဆက်ထားခြင်းဖြစ်ပါတယ်အန်တီတော်တော်လူပါဝါတာပဲမပြောချင်လို့ကြည်နေတာချမ်ပန်းဝနာကအမျိုးသမီးငယ်တယောက်ရဲ့ပြောဆိုတန်ကြောင့်အင်ရှင်အမျိုးသမီးကြီးဒေါ်တပုံထားမိသွားပါတယ်အိမ်အပေါဝနာကထွက်လာပြီဟဲ့ကောင်မငါကဘာလူပါဝါတာလဲပြောစမ်းနင်ကအိမ်ရှိလာဟောင်းနေတာကိုညီလူပါဝါနေတာဒေါက်ခင်မမဈေးဝယ်ကအပြန်သမီးဖြစ်သူဆူဆူညံ့ညံ့အော်ဟဲ့အပြုတ်မူတန်းတွေကြောင့်ဈေးချနာအောက်ချကစိုးရိမ်ကြီးစွာပြေးထွက်လာမိပါတယ်ဟဲ့မိတစင်းဆော့ဆော့စစ်စီဘာတွေဖြစ်နေကြတာလေလူများအိမ်ရှိမှာဘာဖြစ်ရမှာလဲအမေရဲ့အဲ့ဒီမိန်းမကြီးပေါ့မနက်ကအမေဈေးသွားတော့အိမ်မှာလူမရှိဘူးအထင်နဲ့နေကြစိတ်အခွန်တွေအမိုက်တွေသမီးတို့အိမ်ရှိကိုလာပစ်ချသွားတာလေအဲ့လိုမလုပ်ဘူးပြောတော့သူမလုပ်ဘူးဖင်ပိတ်ညင်းနေတာကြည်စမ်းငါကိုမြအမျိုးသမီးကြီးတော်တပုံတလိတ်လိတ်ထွက်လာပြီးဒေါခင်မမဘက်ကိုလှဲကဟဲ့ခင်မမညီသမီးကိုစုံမထားမိအေဘာကောင်မလဲဆိုတာတရွာလုံးသိတယ်နောက်မလို့ဆိုငါ့ကိုအစိုးမစိုးနဲ့ဂျားရရပဲဒေါခင်မမတောင်းပန်ပေးလိုက်ရလေတယ်တောင်းပန်ပါတယ်ရှင်တောင်းပန်ပါတယ်ကျမသမီးအပြောဆိုမှရင်လည်းခွင့်လွတ်ပေးကြပါဒေါခင်မမတောင်းပန်ရင်မဆုံးလေတစ်ဖက်ကအမျိုးသမီးကြီးဟာခြံတကားကိုဝုန်းကလေးစောက်ပိတ်လိုက်ပါတယ်အမေဘာလို့ဖြစ်လို့တောင်းပန်နေတာလဲတကယ်ဆိုက तू ကတောင်းပန်ရမှာတော်စမ်းမိတစင်လာအိမ်လိုက်ခဲ့ပြောဆိုဖြစ်ဒေါခင်မမကသမီးဖြစ်သူအားလက်ဆွဲပြီးခေါ်လာခဲ့ပါတယ်ဒေါ်မီအိမ်နဲ့တစင်တို့အိမ်ကကြောချင်းကပ်ဖြစ်နေပါတယ်အမေကအာနာပုံရနေပါတယ်အမေကတောတုမှာဆိုတော့ရိုးသားပြီးအရန်အလုံးပါတယ်ဒါကြောင့်ပတ်ဝန်းကျင်ကနိုင်ချင်နိုင်နေကြတာပါတစင်ကအဖေသွေးပတူပြီးမဟုတ်ရင်မခံချင်စိတ်အမြဲရှိပါတယ်မှန်လို့ရှိရင်လည်းပြောရဲဆိုရဲတယ်အိမ်ရောက်တော့လဲမိမိကတစင်ကိုစုပါလေရောမိတစင်ပတ်ဝန်းကျင်ဆိုတာတဲ့အောင်နေရတယ်ဟဲ့ညီဟိုလူနဲ့ရန်ဖြစ်ဒီလူနဲ့ရန်ဖြစ်ညီကညီဘာထင်နေလို့လဲအမေရဲ့တစင်ဘာမဟုတ်တာလုံးနေလို့လဲမှန်တာပြောလို့လူတွေမုန်းတာမတတ်နိုင်ဘူးပြောစရာရှင်တော့ပြောရမှာပဲဟဲ့ကိုမှန်တိုင်းလည်းပြောလို့မရဘူးလေပတ်ဝန်းကျင်နဲ့နေတာငါတို့ကအိမ်ပြောင်းလာတာ3လကျော်လောက်ပဲရှိသေးတယ်ပတ်ဝန်းကျင်ကလူတွေကဘယ်သူကဖြူတယ်ဘယ်သူကမဲတယ်ဆိုတာသိချာမသိရဘူးဒါတွေကိုအခုချိန်ကြီးလိုက်တင်ပေးနေရအောင်လဲညီကခလိမ့်မဟုတ်တော့ဘူးအသက်ဖြစ်20ကျော်နေပြီဟုတ်ပါပြီဒဇင်အမှားပဲထားလိုက်ပါတော့ပြောရင်ဖြစ်ဒဇင်တရားခလေးတရားလို့စိတ်ဆူစိတ်ကောက်စွာဖြစ်အိမ်မော်တို့ပြေးတော့သွားခဲ့ပါတယ်ပြေးသက်သွားတဲ့သမီးလေးကိုကြည့်ရင်ဒေါခင်မမစိတ်မကောင်းဖြစ်ရပါတယ်ခတ်တော့တာပါပဲဒီကလေးနဲ့တော့ငါမရှိညီဘယ်လိုလုပ်မလဲကိုဘွားဘယ်လိုဖြတ်တမ်းမလဲလင်းယောက်ကြားဖြစ်သူကအလိုလိုက်တဲ့မြသမီးလေးဘွားကတော့ရှေ့ဆက်သွေးလို့မရပြီဘာပဲဖြစ်လမ်းမှန်ရအောင်ပို့ရမှာတော့ပဲအဲ့လိုသွေးတော်ရင်နဲ့ဝင်လာတဲ့ဟင်းလျာတွေကိုချက်ပြုတ်ပြီးရာဖင်းခင်းဘက်ကိုထွက်ခဲ့ပါတော့တယ်ပိုးအနေငယ်ကျနေတာကြောင့်ပိုးကျနေတဲ့အပင်တွေကိုခုတ်လဲတဲ့အပင်ကိုခုတ်လဲပိုးချတဲ့အပင်ကိုပိုးချစတဲ့ဖြစ်တနေကောင်အလုရှုံနေပါတယ်အိမ်ပြန်ရောက်တော့သမီးဖြစ်သူကစီးကြိုနေပါတယ်မေရဲ့မိုးချုပ်လိုက်တာဟုတ်ပါသမီးရဲ့ရာခင်းနဲ့ပိုးကြလို့အဲ့ဒါလုံးနေတာနဲ့မိုးချုပ်သွားတာဟုတ်လားမေဒီလလည်းအတိအထွက်နှုံနေမယ်ထင်တာပဲဘာဖြစ်အမေကိုဒီလိုမျိုးတရားဥထဲပင်မမှန်လုံးနေရတာဖြစ်မကြည့်ရဘူးအမေကူလုပ်ပေးမယ်နော်ရပါတယ်ကွယ်ចောင်းစာတာကြက်စမ်းပါညီပညာတတ်ဖြစ်ရင်ငါပင်မရကြုံနေပါရဲ့မဟုတ်တာပဲအမေရဲ့ဘာပဲဖြစ်အိမ်လုံးငန်းတော့တမီကူလုပ်ပေးမှာပေါ့ကျောင်းကြီးလို့ဖွဲရသွားရင်အမေဒီလုံးငန်းတွေမလုံးနဲ့တော့နော်တမီပညာတတ်ကြီးဖြစ်သွားလို့အဲ့လုံးရလို့ရှင်အမေကိုတက်လက်ပြန်လှုပ်ကြွေးမယ်နော်မေနော်သမီးဖြစ်သူရဲ့စကားကြောင့်ဒေါခင်မမပီတိဖြစ်ရပြန်ပါတယ်ကဲထမင်းစားကြမယ်ဟုတ်ကဲ့မေတစင်တရားအဲ့လိုပြောပြီးထမင်းဟင်းများခုခက်ကတာမီနှစ်ယောက်ထမင်းလက်ဆောင်စားကြပါတယ်ထမင်းစားပြီးတစင်ကလည်းចောင်းစာတွေကိုကြက်ပါတယ်အဲ့ချင်လာတာနဲ့အမေကိုစောင့်နေပဲဖျားဝတ်ပြုတ်ပြီးတချို့တဲ့အိတ်သွားပါတယ်တိတ်ဆိတ်ငြိမ်သက်လာတဲ့ညတညမှာနားမခံတော့အောင်ကြားလိုက်ရတဲ့ခွေးဟောင်းနှံတွေနဲ့အတူတစင်တရားအိတ်ရာကနိုးလာခဲ့ပါတယ်မေဘယ်ရောက်သွားတာလဲအိတ်ရာဖေးနာမှာအမေမရှိတော့အနှဲငယ်စိတ်ပူလာမိပါတယ်ညကြီးမိုးချောအပေါ့အပါထားပြီးသွားသလားအသွေးဖြစ်ဆက်အိတ်လောကမပြောခွေးတွေကလည်းဒီနေ့ညကြမှာအရန်ကိုဟောင်းနေတာပဲရွာထဲတစ်ခုမြကတ်လို့လားလို့တွေးတော်နေတဲ့အချိန်မှာပဲ
အမလေးဝုန်းကနဲ့စောက်ပိတ်လိုက်တဲ့တကားတန်ကြောင်တစင်တယောက်လန့်ပြီးထအော်လိုက်မိပါတယ်အမေဘာဖြစ်နေတာလဲဟင်းနေမကောင်းလို့လားတစင်အမေကိုအမေကပြန်မဖြေပဲစောင့်မကောင်းမိချုံပြီးပြန်အိတ်သွားပါတယ်အမေအပြုတ်မှုတွေကြောင့်တစင်လည်းဘလို့မှနားမလည်နိုင်အောင်ဖြစ်မိပါတယ်တစင်ကိုဟိုနေ့ကရံဖြစ်ခဲ့တဲ့ကိစ္စနဲ့ပဲစိတ်ဆိုးနေတာလားမဖြစ်နိုင်ပါဘူးအမေကတစင်အပေါ်ဘယ်တော့မှစိတ်ဆိုးစိတ်ကောက်တာမရှိခဲ့ဘူးကိုကားတာဆိုးတာဒီနေ့ကျမှအမေဘာဖြစ်နေပါလဲလို့တွေးတော့ရင်အိတ်ကမပြောချစ်ဆိုတဲ့အတန်းကြောင့်တစင်ကထထိုင်လိုက်မိပါတယ်ဖះအမေမအိတ်ဒီပဲဘာလုပ်နေပါလဲအမေကတော့စောင်းကြီးကောင်းမှုချုံပြီးတစုံတစ်ခုကိုချစ်နေပုံရပါတယ်အမေဘာလုပ်နေတာလဲမအိတ်ဒီပဲနေမကောင်းလို့လားတစင်တရားလေးတန်းကြဲဖြစ်မေးလိုက်တော့လဲအမေကပြန်မဖြေတစင်ကဆောင်းကိုအตาအရာဆွဲချလိုက်ပါတယ်အမေကဘေးဆောင်အိတ်ရင်ကျမ်းမြင့်ကိုသူ့လက်သေးတွေနဲ့ကုတ်ချနေပါတယ်အဲ့မြင်ဝင်ကြောင်တစင်လဲအမေကိုဘလို့မှနားမလည်နိုင်တော့ပါထပါဦးမီရဲ့အခုပါဖြစ်နေတာလေတစင်တရားဒေါခင်မမခါကိုကင်ပြီးလှုပ်မိကြည့်ပါတယ်ဒေါခင်မမကတော့ပြန်မဖြေပဲကုန်းနေတဲ့လက်သေးတွေကတော့အตาအရာရုပ်သိမ်းပြီးနောက်လှည့်ကြည့်လိုက်မိပါတယ်အမလေးတော့အကြည့်ချင်းဆုံသွားတဲ့တစင်လဲအလန့်တကြားထအော်လိုက်မိပြီးနောက်အနောက်ကိုလဲကျသွားပါတယ်ဒေါခင်မမကတော့အဲ့ရကထပြီးမတက်ရက်လိုက်ပြီးဖြူပတ်ဖြူရောဖြစ်နေတဲ့အသက်မဲ့မျက်လုံးနှစ်ဖက်နဲ့တစင်အားမကြေမနန်းစိုက်ကြည့်နေပါတော့တယ်ဘာဖြစ်နေတာလဲတစင်ကိုမနှောင်းနဲ့တော့တစင်ကြောက်လို့ပါတစင်မဒေါခင်မမကတစင်ရဲ့ထိတ်လန့်မှုမြင်ကွင်းကိုကြည့်ပြီးတခိခိနဲ့လှောင်ရည်ပြနေပါတယ်ပြီးတော့တရွရွနဲ့တစင်အနာကိုတိုးကပ်လာပါတယ်တစင်တယောက်မိခင်ကြီးဒေါခင်မမအပြုတ်မှုတွေကြောင့်အရန်ကြောက်လန့်သွားမိကနောက်ကိုလက်ဖြည့်ထောက်ကအตาအရာဆုပ်လိုက်မိပါတယ်ပတ်ဝန်းကျင်ကိုခနဲ့အော်ပြီးအကူကြီးတောင်းမိပါတော့တယ်လာကြပါအောင်ရှင်အမေကျမအမေဘာဖြစ်မှမသိလို့ပါခဲကြပါအောင်တစင်တရားအော်ဟဲ့အကူကြီးတောင်းနေခိုင်ဒေါခင်မမကတစင်အားကုတ်ပြီးဆွဲမလိုက်ပါတယ်အစ်ဆက်နေတဲ့ဒေါခင်မမအထီအသွေးတွေနဲ့အတူဒဇင်အော်ဒန်တွေလည်းခဏငြိမ်သက်သွားပါတယ်ဒေါခင်မမလက်ကနေအသင်ယုံဖို့ဒဇင်တယောက်စူးစမ်းနေမိပါတော့တယ်အင်အားချင်းကမမျှတာလို့ဒဇင်ခန္ဓာကိုအပေါ်မြောက်သက်သွားပါတယ်ထိတ်လန့်မှုမျိုးစုံဖြစ်ဒဇင်တယောက်လည်းဘာမှမတတ်နိုင်တဲ့အစုံအော်ဟစ်တန်တွေနဲ့စုညံထွက်ပေါ်လာပါတော့တယ်အမေလွတ်ပါသမီးကိုအဲ့လိုမျိုးမလုပ်ပါနဲ့နားတယ်အမေသမီးအသက်ရှူလို့မရတော့ဘူးလွတ်ပါကဲချပါအောင်အတနာခံနေတဲ့သမီးတယောက်ရဲ့အပြုတ်မှုကိုဒေါခင်မမတယောက်တတိလက်လွတ်ဖြစ်ကတဟာနဲ့ရောမောနေပါတယ်နေကိုတတ်မယ်ဟာအဲ့ဒီအချိန်တစုံတယောက်ဒေါခင်မမအားပရိကုံဖြစ်စွတ်ပေးလိုက်တာနဲ့တပြိုင်နက်ဒဇင်အားလက်ကနေလှုပ်ချပြီးကျမ်းမြင့်မော်တို့လူးလိုက်ကအော်ဟစ်နေပါတော့တယ်ပူတယ်ချွတ်ပင်ဒဇင်လဲလွတ်မြောက်သွားတာနဲ့တပြိုင်နက်အဲ့ဒီအမျိုးသားကြီးနဲ့အမျိုးသမီးကြီးတဦးစီကိုကိုတကြီးနဲ့ပြေးလိုက်မိပါတယ်ဦးလေးတို့အန်တီလေးသမီးမေကိုကဲပါအောင်အမေဘာဖြစ်တာလဲမသိဘူးအေးသမီးဘာမှမပူနဲ့ဦးလေးတို့ရှိတယ်စိတ်အေးထားပါအခုသမီးအမေကိုအပဝင်နေတာရှင်ဒဇင်လဲကြောက်လန့်တုံလှုပ်မိတာထက်အမေအတွက်ပိုပြီးစိတ်ပူနေမိပါတယ်သမီးမေကိုကဲပါအောင်ဦးလေးတို့ရဲ့ဒဇင်လဲမိုးရှိုက်တန်နေနဲ့အတူထပ်မံအကူညီတောင်းနေမိပါတော့တယ်ဦးလေးတို့ကတင်းငိမ့်စွာဖြင့်ဖျားပရိတ်ရည်ဘူးသူ့မိမအားသွားယူခိုင်းလိုက်ပါတယ်ပရိတ်ရည်ဘူးရလာတော့လက်ထဲမှာကိုင်ဆောင်ထားကအော်ဟစ်နေတဲ့ဒေါခင်မမစီကိုတိုးကတ်သွားလိုက်ပါတယ်တင်မတူလဲဘာကြောင့်နှောက်ယှက်နေတာလဲပြောစမ်းဦးတို့အမေကြောင့်ဒေါခင်မမကမျက်တောင်ရဲရဲကြီးဖြင့်လှမ်းကြည့်လိုက်ပါတယ်ငါနာမည်ပေသည်ကွငါ့ကိုအသားစိမ်ကျွေးမယ်ဆိုပြီးခေါ်လာလို့တင်းချိုင်းကနေလိုက်လာတာဟေးကြားလိုက်ရတဲ့စကားကြောင့်ဦးတို့ဇနီးမောင်နှံအပါဝင်တစင်လဲအံ့ဩမိသွားပါတယ်နေဘက်ဇမ်းမအောင်မင်းကိုဘသူကကျွေးမယ်ဆိုပြီးခေါ်လာတာတော့ဦးတို့မေးကြည့်လိုက်တော့ပေတိုးတရဲ့အပူခံတဲ့ဒေါခင်မမကတောင်ဘက်အိမ်ဘက်ကိုလက်ညှိုးထိုးပြပါတယ်မိအေးရခိုင်းတာငါကိုသူ့သမီးကိုတတ်ပြီးအသားစိမ်ကျွေးမယ်လို့ပြောလို့အခုလိုလောက်တာဗုဒ္ဓဖះဦးတို့ဇနီးမောင်နှံဖះသားမိလိုက်ပါတယ်ဒဇင်တယောက်လည်းရန်ထိတ်လန့်တုံလှုပ်သွားမိတာမှန်ပါပဲဦးတို့ကဘာကြောင့်အလုပ်ခိုင်းတာလဲလို့မေးတော့ဒါတော့ငါဘယ်သိမလဲအေးကောင်းပြီမင်းလည်းဘာအနောက်ရှက်မှထပ်မပေးနဲ့တော့ကိုစားရဖို့လူများဒုက္ခရအောင်လည်းမလုပ်နဲ့
မင်းလည်းဒေါခင်မမခန္ဓာကိုယ်ကနေအခုချက်ချင်းထွက်ခွာပေးပါမဟုတ်ရင်ငါအစိုးမစိုးနဲ့နော်ပြောပြီးကိုင်းဆောင်လာတဲ့ရေမန်းဖြစ်ပတ်ဖြံပြီးပြုတ်လိုက်ပါတယ်အာဒေါခင်မမအားလို့အော်ပြီးတော့နေကြမ်းပြစ်မို့လှဲချငိမ်သက်သွားပါတယ်ခဏကြာတဲ့အခါမှာတော့ဒေါခင်မမတတိယလာပါတယ်အကြောင်းစုံကိုဦးတိုးတို့ကမေးမြန်းကြည့်ပါတယ်ဖြစ်စဉ်ကဒီလိုပါရှင်ညောင်ခွေအရန်ဦးတော့တခုတ်ကတ်တာလားဆိုတဲ့အသွေးနဲ့အိမ်ပေါ်ကဆင်းလာတာခြံနဲ့ဆင်းကြည့်မိတယ်နောက်ခြံစီယိုနာအရောက်တော့ကျမကိုတစုံတစ်ခုကစူးစိုက်ကြည့်နေတာကိုတတိထားမိလိုက်တယ်ကျမလည်းကြောက်နဲ့ဖျားစာကိုရွှတ်ဖို့မေးသွားတယ်လေနောက်ကိုလက်နှိပ်တမ်းမိနဲ့ထိုးကြည့်တော့အမလီတော့နဲတဲ့အကောင်ကြီးမဟုတ်ဘူးအဆွဲကြီးကပြူပြူအမွှေးတွေကလည်းရှေ့ကြီးပဲတော့ကျမလည်းကြောက်နဲ့အော်လိုက်ပြီးလဲကျသွားတော့တယ်အဲ့ဒီစကားကိုကြားလိုက်တော့အားလုံးလည်းစက်သိန်တော့ထားမိလိုက်ပါတယ်ဒါနဲ့အခုဘာတွေဆက်ဖြစ်နေလဲဒေါခင်မမကဆက်လက်မေးကြည့်တော့ဦးတိုးတို့ကပဲအကြောင်းစုံပြောပြနေမိပါတော့တယ်အကြောင်းစုံသိရတော့ဒေါခင်မမရင်းသမမဖြစ်မိပါတယ်ကောင်းလိုက်တာငါသမီးလေးကြည်စမ်းဦးတိုးတို့လင်မယားလာခဲ့လို့ပေါ့နောက်မဟုတ်ဆိုလို့ရှင်မသွေးစရာပဲရှင်အခုလိုကူညီပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်ဒေါခင်မမကျေးဇူးတင်မဆုံးဖြစ်နေမိတော့ပါတယ်မိအေကဘာကြောင့်ဒီလိုရုံးမာရတာလဲဦးတိုးတို့ကမေးမြန်းလိုက်ပါတယ်ဖြစ်စဉ်ကဒီလိုပါမနေ့မနက်ကကျမမရှိတော့အကြီးအကျယ်ရန်ဖြစ်ကြရလေကျမသမီးနဲ့မိအေပေါ့ကျမအထင်ပြောရရင်မိအေကအဲ့ရတာကိုအခဲမကြေပဲအခုလိုလုပ်တာများလားဒေါခင်မမပြောပြတော့မှဦးတိုးတို့ဇနီးမောင်နှံလည်းနားလေတဘောပေါက်သွားပါတယ်မနေ့ရောက်တော့ဖြစ်ရတဲ့အကြောင်းကိုရွာလူကြီးအားအကြောင်းစုံပြောပြပြီးမိအေကိုအောက်လံပညာသုံးခြင်းဖြင့်ရွာကနေအပီတိုင်မောင်းနှင်လိုက်ကြပါတော့တယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဒဇင်တယောက်လည်းကိုနှုတ်အမှုရာပြောင်းလဲသွားခဲ့ပါတော့တယ်ဖြစ်မှန်ဇက်လန်လေးကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့သင်ခန်းစာတစ်ခုရပါစေလို့ရည်ရွယ်ခဲ့ပါတယ်လိုအပ်တာလေးတွေရှိရင်လည်းဝိဖန်အကြံပြုပေးကြပါအောင်နော်